မင်္ဂလာပါရှင် Focus by Chris ပါဒီချက်ဒီဗီဒီယိုမှာတော့ small friend formula ရဲ့ addition 3ကိုတွက်ပြပေးမှာဖြစ်ပါတယ်ဒီချက်တို့ small friend formula တွက်တဲ့အခါမှာ formula အနေနဲ့ friend ကို remove boss ကို take ဆိုပြီးတော့ဒီချက်တို့ဆိုရပါတယ်အဲ့ဒီမှာ small friend မှာဒီချက်တို့ boss က5ပါအခုကဒီချက် addition 3ကိုတွက်ပြမှာဖြစ်တဲ့အတွက် addition 3ရဲ့ friend ကတော့2ပါဒီချက်တို့5ပြင်အောင်3က2ထပ်ပြီးတော့ဖြစ်ရတာဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့ပြောင်းမြင်အားဖြင့်2ရဲ့ friend က3ရဲ့ friend က2ပါ boss ကတော့5ပါဆိုရမယ့် formula ရဲ့ friend ကို remove boss ကို take အဲဆိုဒီချက် addition 3ပေါ့နော် small friend formula ရဲ့ addition 3ကိုဒီချက်တွက်ပြပေးမှာဖြစ်ပါတယ်ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဒီချက်ပု္ပ္ပစာလေးတွက်ပြပေးမယ်အဲ့ဆိုရင်တော့ပို့ပြီးတော့ရှင်းသွားလိမ့်မယ်เนาะဒီချက်တို့ဒီဘက်ကဒီချက်ရဲ့ညာဘက်လက်ဒီဘက်ကဘယ်ဘက်လက်ခုကနန်းသုံးမှာဖြစ်တဲ့အတွက်ညာဘက်လက်ပဲသုံးမယ်ပေါ့เนาะဟုတ်ပြီ9 -8 2 3ဆိုဒီချက်နောက်ထပ်လက်3ချောင်းထောင်ဖို့အတွက်လက်ကမလောက်တော့တာဖြစ်တဲ့အတွက်ဒီချက်တို့ပေါ့နော် formula အသုံးပြုရတော့မယ် formula က3ရဲ့ addition 3ရဲ့ formula က friend ကို remove သူ့ရဲ့ friend က2လေအဲ့တော့လက်နှစ်ချောင်းဒီချက်ကိုချိုးမယ်ပေါ့နော် friend ကို remove boss ကို take နော် boss ကို take the answer is 6နောက်တစ်ပုဒ်ကဒီချက်4 -1 3ဆိုဒီချက်နောက်ထပ်ပြီးတော့လက်ချောင်းမလောက်တော့တဲ့အတွက်3ရဲ့ friend က2အဲ့တော့ friend ကို remove boss ကို take 1 the answer is 7နောက်တစ်ပုဒ်က2 7 -5 3ထပ်ပေါင်းမှာဖြစ်တဲ့အတွက်3ရဲ့ friend က2ကိုနောက်2ကိုချိုးမယ် friend ကို remove boss ကို take the answer is 7 2 1 3ဆိုတော့ friend ကို remove boss ကို take -5 the answer is 1 2 3ဆိုတော့3ရဲ့ friend ကချေကို2မလားတော့ friend ကို remove boss ကို take -5 4 the answer is 4ဒီပု္ပ္ပစာလေးကတော့ဒီချက်ပေါ့နော် small friend formula ရဲ့ addition 3ပါရှေ့ဗီဒီယိုမှာတော့ဒီချက်အဆင့်လိုက်လေးတင်ပေးထားပါတယ်ရှင်ဒီချက်တို့ဒီပေါ့နော်ဗီဒီယိုလေးအဆင့်လိုက်ကြည့်ရင်တော့ပို့ပြီးတော့တွက်ရတာပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ရှင်နောက်ဗီဒီယိုမှာဆက်တွေ့ကြပါမယ်နော်အခုလိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်